နော်ကိုမမြအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဘက်3D နေ့တစ်ပိုင်းတင်ပေးလိုက်ပါတယ်တွဲလုံးလေးပေါ့အကြိုက်တုံးပေါ့ယူသုံးပေါ့ပထမအချိန်တော့ကွာပေါင်းနေလဲမှန်ခဲ့တယ်ကွာပေါင်း9ကျွန်တော်က8ထိန်းနဲ့ကွာပေါင်း9လောက်တယ်ကွာပေါင်း2တွေလောက်သူက18အတွဲလေးထွက်သွားတော့ဝဲချမှုဖြစ်ခဲ့ပါတယ်ကဲဒါတော့ဒီအချိန်မှာတွဲလုံးလေးတွေတစ်ချက်ကျွန်တော်တို့ကြည့်ရအောင်နော်ဒါနှစ်ကပ်ပြက်လေးတွေနဲ့ပဲပေါ့နော်နှစ်ကပ်အဖြတ်လေးတွေနဲ့ကျွန်တော်တို့ဒီ6ရယ်ဒီ9ရယ်ဒီ1ရယ်ဒီ3လုံးပေါင်းချင်းဒီနှစ်ပါဝါဒီခွန်နှစ်ခွန်ကကျွန်တော်တို့ဘာလို့လက်ထိဒီမှာကျွန်တော်တို့တုံညာခွန်ဆိုတော့အခွန်ဆိုတဲ့ကဏ္ဍတစ်လုံးနော်ခွန်ဆိုတဲ့ကဏ္ဍတစ်လုံးနဲ့ထိဒါဆိုရင်နောက်တစ်ချက်မှာကျွန်တော်တို့ကြည့်မယ်ဒီ3ရဲ့ဒီခွန်ရဲ့ဒီ3ရဲ့ဒီ3ညရဲ့ဒီခွန်ရဲ့ဒီ3လုံးပေါင်းချင်းဒီ3ညပါဝါ9အဲ့3ည9ကျွန်တော်တို့ဘာလို့လက်ထိတယ်အခုမှကြည့်အဲ့မှာ3ညလို့လက်ထိတယ်နော်3ညလို့လက်ထိပါတယ်ဒါသမီးစဉ်ကျွန်တော်တို့မကြည့်မယ်1ရခွန်ရ9နှစ်ရဲ့ဆက်ဒီ1နဲ့ပေါင်း9ပါဝါ3ည9 3ညတစ်လုံးနဲ့သူပြရတယ်နော်9 3ညတစ်လုံးနဲ့ဒါဆိုရင်နောက်တစ်ခါဒီဘက်တဲ့ချမ်းကိုကျွန်တော်ပူပြအောင်နော်1ရပေါင်းချင်းဒီနှစ်ပါဝါခွန်တစ်လုံးနဲ့တဲ့သူလည်းပြ1ပေါင်းချင်းနှစ်ပါဝါခွန်နဲ့အပေါ်မှာလည်းနှစ်ခွန်ချေပေါ့နော်ခွန်ရ8ရပေါင်းချင်းဒီ9တဲ့ခွန်ရ8ရပေါင်းချင်းဒီ9တဲ့9ပါဝါဒီအမ3ညတစ်လုံးထဲသူပြဒီမှာလည်း3ည9ဝန်းကျင်ဟုတ်ပြီနော်ခွန်ရ8ရပေါင်းချင်းဒီ9တဲ့ခွန်ရ8ရပေါင်းချင်းဒီ9ပါဝါဒီ3ညတစ်လုံးထဲသူပြတယ်ဒီအပေါ်မှာလည်း9တုံညဒါဆိုတော့ကျွန်တော်တို့ကြည့်ရတဲ့အခါမှာဒီ3ညပဲဖြစ်နေပါတယ်နော်9ဟောတော့ကျွန်တော်တို့ကစားမသူ့လည်းပယ်လို့မရဘူးတော်လှတယ်ပေါ့နော်9တုံညဒါဆိုလို့ရှိရင်ねနောက်ထပ်တစ်ချက်ကိုကျွန်တော်ဆက်ပြီးချုပ်ပေးပါမယ်ဟုတ်ပါလိုက်ခဲ့ကျွန်တော်တို့ဒီ6ရယ်ဒီ4ရယ်ဒီ2ရယ်ပေါ့နော်6 4နဲ့3လုံးပေါင်းချင်းနှစ်ပါဝါခွန်နှစ်ခွန်က3ညခွန်ဆိုဖြစ်တယ်ဒီမှာတို့ရတဲ့ခွန်တစ်လုံးကိုသူဆွဲခဲ့တယ်3ရခွန်ဒီ3လုံးပေါင်းချင်းဒီခွန်ပါဝါနဲ့တဲ့ခွန်နှစ်ကလည်းခွန်3ညလို့ခွန်တစ်လုံးထပ်ဆွဲတာဒါဆိုရင်ကျွန်တော်တို့ကြည့်မယ်ဒီ1ရဒီ3ညရဒီ4ရဒီ3လုံးပေါင်းရင်9လို့ပဲ9ပါပါဒီ3ညအဲ့မှာဒီ3ညလှဒီ3ညလှပူလှပေါ့နော်ကဲအဲ့မှာ3ည
လှတယ်ငါလည်းလှတယ်ပေါ့နော်ဒါပေမဲ့တုံညပူထောင်းကြီးနော်နောက်တစ်ခါ4ရဲ့2ရဲ့1ရဲ့ဒီ3လုံးပေါင်းချင်းဒီခွန်ပါဝါဒီ2ခွန်2တလုံးခွန်လို့ဆိုခွန်ရပေါင်းချင်းဒီ4ကိုရှင်းနေပေါင်းရင်2ပါဝါခွန်တလုံးနဲ့ခွန်တုံညလို့ခွန်တယ်တုံညရဲ့4ရဲ့8ရဲ့ဒီ3လုံးပေါင်းချင်း2ပါဝါခွန်တလုံးနဲ့နော်အကိုမလေး2ခွန်တလုံးနဲ့နောက်ပြီးကျရင်ဆက်ပြီးချုပ်ပေးမယ်9ရဲ့1ရဲ့ဒီ3လုံးပေါင်းချင်းခွန်9 1 3လုံးပေါင်းချင်းခွန်ပါဝါ2တလုံးနဲ့အဲ့မှာခွန်လို့ထပ်ဆင်းတယ်ခွန်တုံညရဲ့ခွန်ရဲ့8ရဲ့ဒီ3လုံးပေါင်းချင်း9တဲ့9ပါဝါတုံည9တုံညတလုံးနဲ့မတုံညလို့ဆင်းတယ်နော်တုံညလို့ဆင်းပါတယ်ဒါဆိုလို့ရှိရင်ねကျွန်တော်တို့ဒီမှာကြည့်မယ်ခွန်ရပေါင်းချင်းဒီ4အဲ့4ကိုရှင်းတဲ့ပေါင်းချင်းဒီ2ပါဝါခွန်2ခွန်တလုံးနဲ့2ခွန်ကတလုံးနဲ့နော်ကိုမကြီးဒီ2ခွန်ကတလုံးနဲ့နောက်ပြီးကျွန်တော်ဆက်ပြီးတော့ချုပ်ပေးပါအောင်အဲ့9တုံညကိုကျွန်တော်ထပ်ဖြည့်အောင်မယ်2ခွန်တလုံး9တုံညတလုံးဟုတ်ပြီနော်9ရဲ့1ရဲ့4ရဲ့ဒီ3လုံးပေါင်းရင်တုံညပါဝါ9တုံည9တုံညတလုံးတုံညရဲ့8ရဲ့ခွန်ရဲ့ဒီ3လုံးပေါင်းရင်ဒီ9ပါဝါတုံည9တုံညတလုံးတုံညကနန်းတော့ပြီးနေပြီးပေါက်ထွက်နေနော်ဒါဆိုလို့ချင်းကျွန်တော်တို့ကြည့်မယ်ခွန်ရဲ့8ရဲ့တုံညရဲ့ခွန်8တုံည3လုံးပေါင်းရင်9ပါဝါတုံည9တုံညတလုံးနဲ့နော်9တုံညကတလုံးဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ကဏ္ဍကိုစစ်ကြည့်မယ်3ညခွန်မှန်နော်3ညခွန်အပြီးဖြုတ်သွားပါတယ်ခွန်3ညတဲ့အဲ့မှာနော်ခွန်3ညကိုအပြီးဖြုတ်ပါတယ်ကဲအခုမှတွေတွဲလို့ရအောင်လို့ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက် break လေးနဲ့ကျွန်တော်ချုပ်ကြည့်ရအောင်နောက် break လေးနဲ့နောက်နှလုံးပေါင်း break နဲ့ချုပ်ပြီးအတွေးလေးပွေထုတ်ကြည့်မယ်နော်6ရဲ့1ရဲ့2ရဲ့ပေါင်းရင်းနေဘယ်လောက်လဲ9 6 1 2ပေါင်းရင်း9ဒါနောက် break ချုပ်ဖို့9ပါဝါဒီနောက် break ဒီ9 4 break အဲ့မှာ4 break ဆိုပြီးထွက်တယ်နော်ပြီးလို့ရှိရင်3ရဲ့ခွန်ရဲ့3ရဲ့ခွန်ရဲ့3လုံးပေါင်းကြီးခွန်ရဲ့ပါဝါခွန်2 break ဒီမှာပါ break လို့ထွက်တယ်ကျွန်တော်မှဒီနောက်နှလုံးပေါင်းချင်း break ခွန်လို့ထွက်သွားတယ်ဟုတ်ပြီနော် break ခွန်လို့ထွက်သွားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကိုမကြီးဒီကျွန်တော်ဆက်ကြည့်မယ်1ရဲ့ခွန်ရဲ့ပေါင်းချင်းဒီ8ကို4နဲ့ပေါင်းချင်းဒီ2တဲ့2ပါဝါခွန်နောက်နှလုံးပေါင်းချင်းဒီအချိန်မှာ2ခွန် break နော်2ခွန် break အဲ့တော့နောက်တစ်ချက်နောက် break ကိုပြန်ချုပ်ကြည့်မယ်ဒီကွာပေါင်းချင်းဒီ9ပါဝါလေး9လီ break ဒီကွာပေါင်း9လီဒီကွာပေါင်းက9လီလို့ပြလိုက်တာ ਨੇ အဲ့9လီ break ကဒီနောက်နှလုံးပေါင်း9လီ break အဲ့မှာပါ break လေကျွန်တော်တို့ break လေးအဲ့မှာကွာပေါင်းခွန်ပါဝါ2တဲ့အဲ့ဒီနောက်ပေါင်းခွန်2 break လို့လည်းပြန်ချုပ်တယ်
ဒါဆိုရင်ဒီမှာလည်းခွန်နှစ်ပရိတ်အဲ့ခွန်နှစ်ပရိတ်ဒီဒီမှာကျွန်တော်တို့ခွန်ပရိတ်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာလက်ဆင်းတယ်ပေါ့နော်ခွန်ပရိတ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်းဒီနှစ်ပါဝါဒီခွန်နှစ်ခွန်ပရိတ်ဟဲ့မှာကွာပေါင်းခွန်ဖြစ်ထားပြန်ပြီခွန်ရပါဝါနှစ်နောက်ပေါင်းဒီမှာပြနေတာခွန်နှစ်ပရိတ်ဟုတ်ပြီနော်ခွန်နှစ်ပရိတ်ခွန်နှစ်ပရိတ်နဲ့ဆိုတော့ကျွန်တော်တို့အတွေ့အကြုံထုတ်ကြည့်ရအောင်ပေါ့နော်အတွေ့အကြုံထုတ်ကြည့်မယ်ဆိုလို့ရှိရင်နှစ်တုံညပရိတ်နှစ်25 break ဟုတ်ပြီနော်ဒါအတွဲပဲပြီးရင်ခွန်တုံည break မှာနော်နှစ်ခွန်1ချိန်ရှိတယ်နော်နှစ်ခွန်1ချိန်9တုံည1ချိန်ဟုတ်ပြီနော်ပြီးလို့ရှိရင်85ဒါအတွဲပဲနော်ဒါကိုမှကြည့်တယ်ကျွန်တော်တို့အတွဲပေါ့နော်အလုံးပဲကြိုက်တယ်ဆိုရင်တော့ယူတော့မှာเนาะကျွန်တော်အခုလောလောဆယ်တော့အတိုးရုပ်ပဲပူတင်ထားပေးပါသေးတယ်စောသေးတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်ဘယ်လိုလဲဆိုတော့အစောကြီးတင်လိုက်ပြီလို့ဆိုရင်ကြိုက်ကွက်ကြလို့ဆိုရင်ကိုမရဲ့ကနန်းများတယ်ဖြစ်လို့ပေါ့နော်အားကြောင့်မို့လို့ကျွန်တော်တဖြည်းဖြည်းချင်းစိတ်တိုင်းကြမှာပဲကျွန်တော်ကနန်းကိုထုတ်ပါတော့မယ်เนาะထိမိမိလေးဖြစ်အောင်လို့ပေါ့နော်အခုကတော့ကျွန်တော်အတွဲလေးပဲတင်ပေးလိုက်ပါတယ်เนาะအားလုံးပဲအခုမကြီးတွေလည်းကြည့်ဖို့ပြန်เนาะအဲ့မှာကျွန်တော်တွက်ပြပေးရတယ်ပေါ့နော်ငကတ်စီနဲ့ချုပ်ထားတာเนาะဒီမှာเนาะတုံညပဲ3 3 5လည်းပယ်လို့မရဘူးဗျเนาะဒီမှာနှစ်ခွန်ဝန်းကြီးတော်တော်ကောင်းပါလေဗျာเนาะဒီအတွဲဟုတ်ပြီเนาะနောက်ကြမှာကျွန်တော်စိတ်တိုင်းကြ brain နဲ့ချုပ်ပြီးတော့မှဖြစ်ပါတယ်အားလုံးပဲခေါ်လာပါဗျာ